တကားမဖွင့်တဲ့အခန်းအပိုင်းလေးမင်းကနောက်ထပ်ဧည့်သည်ပဲအဲ့ဒီအတန်ကိုကြားလိုက်တဲ့အချိန်မှာကျော်မင်းရဲ့တကိုယ်လုံးအေးဆက်သွားတယ်သူ့နောက်မှာရက်နေတဲ့မျက်နှာမရှိတဲ့မိန်းမကြီးကိုမြင်လိုက်ရတဲ့အချိန်အသက်ရှူတန်တော့မထွက်နိုင်တော့ဘူးဖုံးမီးကတုံတုံရင်ရင်လင်းနေတယ်အခန်းထဲကလေအေးတွေကပိုပြီးပြင်းလာတယ်ကျော်မင်းတကားစီကိုပြေးလိုက်တယ်ဒါပေမဲ့တကားကပွင့်မလာဘူးလက်ကင်ကိုအကြိမ်ကြိမ်လှုပ်ကြည့်တယ်မရဘူးအဲ့ဒီအချိန်နောက်ကနေခြေတံတစ်ခုကြားလာတယ်တောက်တောက်တောက်တဖြည်းဖြည်းနီးလာတယ်ကျော်မင်းလှည့်ကြည့်လိုက်တော့မိမကြီးမရှိတော့ဘူးဒါပေမဲ့နယံပေါ်မှာသွေးနဲ့ရေးထားတဲ့စာတစ်ကြောင်းပေါ်လာတယ်ခုတင်အောက်ကိုကြည့်ပါကျော်မင်းမကြည့်ချင်ဘူးဒါပေမဲ့စိတ်ထဲကမသိတဲ့အားတစ်ခုကဆွဲခေါ်နေတယ်သူဒူးထောက်ပြီးကတင်အောက်ကိုဖုံးမီးနဲ့ထိုးကြည့်လိုက်တယ်အမှောင်ထဲမှာမျက်လုံးနှလုံးအနီရောင်မျက်လုံးနှလုံးကသူ့ကိုပြန်ကြည့်နေတယ်အာကျော်မင်းနောက်ဆုတ်လိုက်တယ်ဒါပေမဲ့မျက်လုံးတွေကပျောက်သွားပြီအဲ့ဒီအချိန်မှာပဲအခန်းရဲ့ထောင်းတနေရာကနေအတန်သေးသေးလေးတစ်ခုထွက်လာတယ်ကျေးဇူးပြုပြီးကူညီပါဒီတစ်ခါအတန်ကငိုတန်မဟုတ်ဘူးကြောက်ရွံ့နေတဲ့ကလေးမလေးတယောက်ရဲ့အတန်လိုပဲကျော်မင်းအတန်လာတဲ့နေရာကိုလိုက်ရှာတယ်နယံတစ်ဖက်မှာဓာတ်ပုံအဟောင်းတုံတွေ့တယ်ဓာတ်ပုံထဲမှာမိသားစု၃ယောက်ဖခင်မိခင်သမီးငယ်ဒါပေမဲ့သမီးငယ်ရဲ့မျက်နှာကိုတယောက်ယောက်ကအနက်ရောင်မင်းနဲ့ဖြတ်ထားတယ်ဓာတ်ပုံနောက်ကျောမှာစာတစ်ကြောင်းရေးထားတယ်မသေးတဲ့သူသေသွားတယ်ကျော်မင်းစာကိုဖတ်ပြီးချိန်မှာအခန်းထဲကမီးတွေရုတ်တရက်ပြန်လင်းလာတယ်။နယံတစ်ခုလုံးမှာဓာတ်ပုံတွေပေါ်လာတယ်။ဓာတ်ပုံတိုင်းမှာအဲ့ဒီသမီးငယ်ပဲပါနေတယ်။ဒါပေမဲ့ဓာတ်ပုံတိုင်းရဲ့နောက်ွယ်မှာအရိပ်မဲကြီးတစ်ခုရက်နေတယ်။ကျော်မင်းကြည့်ရင်အရိပ်မဲကြီးရဲ့မျက်နှာကိုမြင်လာတယ်။အဲ့ဒါ reception ကအမျိုးသမီးသူမယုံနိုင်ဘူး။မဖြစ်နိုင်ဘူး။ရုတ်တရက်အခန်းထဲမှာဖုန်းတစ်လုံးမြည်လာတယ်။တီစပွဲပေါ်ကဖုန်းအဟောင်းကျော်မင်းဖြည်းဖြည်းချင်းကင်လိုက်တယ်တစ်ဖက်ကအတန်ကထွက်ပြေးဘာဒီအခန်းထဲကထွက်ပြေးခမားဘာတူလဲအတန်ကတုံရီနေတယ်ငါကမင်းလိုပဲဒီအခန်းထဲရောက်ဖူးတဲ့သူဘာဖြစ်ခဲ့တာလဲတစ်ဖက်ကအသက်ရှူတန်ပြင်းလာတယ်ပြီးတော့သူလာနေပြီဖုန်းလိုင်းပြတ်သွားတယ်အဲ့ဒီအချိန်မှာပဲအခန်းပြင်ကနေတယောက်ယောက်လမ်းလျှောက်လာတဲ့အတန်ကြားလာတယ်တောက်တကားရှိမှရက်သွားတယ်တိတ်ဆိတ်မှုကပိုပြီးကြောက်စရာကောင်းလာတယ်ပြီးတော့ခောက်တကားကိုခောက်တန်းကျော်မင်းမလှုပ်ရဲဘူးအပြင်ကအတန်တစ်ခုထွက်လာတယ်တကားဖွင့်ပေးပါအဲ့ဒီအတန်ကreception ကအမျိုးသမီးရဲ့အတန်းဒါပေမဲ့သူဒီအခန်းထဲကိုဘလို့ရောက်လာတာလဲတကားဖွင့်ပေးပါအတန်ကပိုပြီးအေးဆက်လာတယ်မင်းထွက်မပြေးနိုင်ဘူးကျော်မင်းတကားခောက်တန်ကပိုပြီးပြင်းလာတယ်ဒုံနယံတွေတောင်တုံလာတယ်ပြီးတော့တကားလက်ကင်ကသူ့ဘာသာသူဖြည်းဖြည်းချင်းလှုပ်လာတယ်ကလစ်တကားပွင့်တော့မယ်ကျော်မင်းနောက်ဆုတ်ရင်းကြောက်ရွံ့စွာကြည့်နေတယ်တကားဟာဖြည်းဖြည်းချင်းပွင့်လာတော့တယ်